မြင်တွေ့ရပြီ ကဲဘုမဆိုတာကျွန်တော်လည်းရတာလားသူနဲ့ရလားမသိဘူးဗျာ သူနဲ့ကရလားကျွန်တော်နဲ့ကရလားမသိဘူး အဲ့ဒါဘုမနဲ့မိတ်ဆက်မယ် ဟုတ်ကဲ့ ပိုင်းဆိုရင်ဗျာပိုင်း အာဟိုမှာလိုက်လွန်နေတာတနိုင်ငံလုံးသွားနေတာလေပဲဆိုမြပဲအဲ့ဒါရိုးပါတယ်ဟွာလေးဆိုလိုက်ပဲဆိုမြပဲအဲ့ဒါလေးဆိုပါ ဟာဒီကလေးဘာတော်ငါဆိုတာအဲ့ဒါပဲ အဲ့ဒါပဲလားဘာမို့ငါမငါဆရာလို့ရှိလို့ ပိုင်းကျင်နေနေပိုင်း ဘာဘာကြီးနေနေပန်းလားဟေးအပြောမနော်ခုနကနောက်ကအိမ်သာသုံးလို့မရဘူးနော်မပြောမရှိနဲ့နော်ခုနကလည်းဝါတရုံနဲ့ဒေါ်ကြီးနှစ်ယောက်ရှူရှူတာလုပ်သွားရနော်ဟိုနောက်ကိုဒါကြီးရှူရှူမလုပ်ပါနဲ့ကျွန်တော်တို့ကစိုင်းတော်မှာပြပြီးတော့အိတ်နေကြတာဗျမတို့ပေါက်တာကုန်းညစ်ရောက်နေတယ်သူတို့ဆိုင်ကစင်ထားတာကုန်းနေမှာမတို့ပေါက်လိုက်တဲ့သေးသေးချောင်းတနားကြီးကိုမိုင်40လုံးနဲ့စိုင်းနေအောင်တလဟောစီးစီးနေတယ် ဒါလေ ကြိုင်ကျွန်တော်ဆိုင်သေးချောတဲ့မျောသွားလိမ့်မယ်တို့ကရေကူးတတ်တယ်ဘာမှဖြစ်ဘူးဗျကွာချစ်ကရင်ကူးတတ်ဘူးအဲ့တော့ရင်ကူးတတ်တော့ဘာဖြစ်လို့သေးပင်တဲ့ထဲမှာခြေလုံးကြီးဖက် ချင်းရောအဲ့ဒါကိုကြည့်တယ်ပိုင်းဆိုရင်ဗျာပိုင်းတိုင်းလို့မွေးကြတယ်ဆို ဘယ်လိုဆရာ ရနဲ့တွေးကြိုက်သည်ခိုင်ဝင်းကြည့်ချို ခိုင်ဝဲကြီးချို ဘုံမပြိုယေ နမ ဗုဒ္ဓဘာသာမြန်မာနေပြည်ပိပိယမတန်ကောင်ဣထာတော်မြေဘာရောက်လဲဆိုတော့တရားရဏနာတရားရဏနာတန်ခါရဏနာသုံးပါးကိုယင်ဆုံးမရဲ့ရှင်ခေါ်ပူဇောအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါကဲတော့မင်္ဂလာရှိသောညချမ်းလေးမှာတဲ့ဘုမတို့ကအခုကဏ္ဍလေးကတော့ဒီလူရှင်တော်တွေကိုမိတ်ဆက်ပေးရမယ့်အခန်းကဏ္ဍလေးပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်မဒီလူရှင်တော်နှစ်ယောက်ကိုမိတ်ဆက်ပေးရကစပီนี่ငါပြောမယ်ကိုပေါ့စီ အော်ဟုတ်တယ်လေစိတ်ဆိုးပါနဲ့နေရလေအစာနဲ့ပေလေးနဲ့ပြောင်းခေါ် ဘူကွာနော်ဘူကွာ ဘောကွာ ကွာကွာနဲ့ စာနဲ့ပေနဲ့ခေါ်မယ် ပြီးရလို့ ဟာတမရှင်နေမယ်ကြီးကြီးရကြီးတော့မဟုတ်ပတ်စိတ်ကြိုက်သွားလို့ပါ စလာရက်ခေါ်မယ်ဘုမရဲ့နှလုံးသားတနေရာမှာအပြုံးများဝေစားနေတဲ့ဘုမရဲ့အပေါက် ဘူမပေါက်ကြတော့ကောင်းမှုရနေလေငါဘူမအပေါက်ဆိုတော့လူပြောမှမသိအဲ့လူပြောမှမသိအဲ့လူဖြစ်လာပေါ့နဲ့ sorry အပေါက် sorry စောလာဒီလိမ့်မယ်နော် ပြန်ခေါ်မယ် ဟေး ဘုမရဲ့နှလုံးသားတနေရာမှာအပြုံးများဝေစားနေတဲ့ဘုမရဲ့အစီ အပေါက်ကမှပြင်ပေးရောက်သေးတယ်အစီအတွင်းထဲကိုဝင်သွားပေါ့နဲ့ငါနာမည်လည်းဟိုးလေးဟုတ်တယ်ဟာ နင့်နမရကိုကောင်းမှမကောင်းမှ အပေါက်နဲ့အစီနဲ့ဒီနှစ်ခုကြားတဲ့လဲထွက်တယ်သူများနာမည်လေးတွေချစ်ဖို့ကောင်းကြ ငါတို့နာမည်ဆိုကြဘုမ သူများနာမည်တားခေါ်လို့ကတော့ဘုံမဘသူဘူဘူလဲ
တို့ဘူဘူညီမလေးတို့ဘူဘူဒေါ်ကြီးတို့ဘူဘူကဲကောင်းဘူးလား ဟုတ်ပါ ဝိုင်းချစ်ဘသူချစ်ချစ်လဲမမတို့ချစ်ချစ်ညီမလေးချစ်ချစ်ဒေါ်ကြီးချစ်ချစ် ကောင်းပါ စော်မင်းဘသူစော်စော်လဲမမတို့စော်စော်ညီမလေးကဲကောင်းဘူးလား ကောင်းပါကောင်းပါ ငါနာမည်တဲ့ အေး ပေါက်စီချစ်လို့ခေါ်တယ်ဘသူအစီတော့မမတို့အစီလား ဟဲ့ဟုတ်ပါဘူး ညီမလေးတွေအစီလားဒေါ်ကြီးတွေ ဟုတ်ဘူး အစီမကောင်းတော့အပေါက်ကလည်းတော့လေဒေါ်ကြီးတွေပေါက်လား ဟုတ်ဘူး ဟိုမေကြီးကိုပေါက်လားလားငါပြောတာပဲငါနာမည်ပေါင်ချတဲ့ကိုမထွက်အောင်လို့ခေါင်းလေးကိုမူးနာပဲ ကဲကဘောစီ ကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်တာချစ်မီလို့ချစ်မီရဲ့ကွယ်တာဝင်မယူကျွန်တော်နဲ့စကားလေးပြောရင်ရှေ့ကိုလာပါချစ်မီလို့ဖတ်မိရဲ့ကွယ်တာဝင်မယူကျွန်တော်နဲ့စကားလေးပြောရင်ရှေ့ကိုလာပါအမြင်ကလို့ရှိုက်မိရဲ့ကွယ်တာဝင်မယူကျွန်တော်နဲ့စကားလေးပြောရင်ရှေ့ကိုလာပါ